ဒီနေ့ကမှတက်စားမနေ့ရလေလေအဲ့ကြောက်ပြားခင်းတာလေးလမ်းမေးနေလို့နော်ခင်းမုံခင်းဒီကိုပြပေးရဒါကျွန်တော်မခင်းဟိုးဘက်တစ်ချမ်းတစ်လိုင်းကျန်သေးရယ်နော်ဒါဒီတစ်ဆောင်မှာ3လိုင်းစာပေါ့အခုဒါလောက်ဆိုနည်းနည်းရုပ်လုံးပေါ်သွားပြီပေါ့ပြပေးလို့နားလွယ်သွားပြီပေါ့နော်ဒီအတွက်ကြောင့်မို့ကျွန်တော်နည်းနည်းပြပေးမယ်ဒီကြောက်ပြားခင်းတာနဲ့ပတ်သက်လို့ကြောက်ပြားတွေကခင်းထားပြီးရေလောင်းပေးရမယ်ဝက်မသွင်းခင်မှာတောက်လျှောက်ရေဖြန်းထားပေးရမယ်ရေလောင်းထားပေးရမယ်နော်ဒီကအဆိုင်ယူတယ်မြောင်းလိုင်းနေရမြောင်းအဆိုင်နေရဒီဘက်မှာမြောင်းကနောက်ဆုံးကျရင်ဝက်ချီးတွေပါတယ်ဒီကနေပြန်လာထွက်မယ်နော်ဒါအကြမ်းပြင်းမဲ့မဖြစ်ရသေးဘူးနော်ဝက်ချီးကဒီကနေလာထွက်မယ်နော်ဆိုလိုရင်တော့ဒီဘက်ဒီမှာကကျွန်တော်ကဒီဘက်ကအချမ်းနေအကုန်လုံးကဒီဘက်အချမ်းကဒါကဟိုစားပေါ့တကောင်ကျန်ဝက်မတွေ store တွေဆင်မှာပေါ့နော်ဟိုစားဒီကောင်က ferroin အချမ်းမဟုတ်ဘူးဒီကောင်ကမျိုးဝက်မတွေထားမှာဒီကိုဝန်ဆောင်ခန်းနေပေါ့နော်ဒီကောင်က store partner တွေထားမဲ့ line ကနော်ဒီဘက်ကဟိုးဘက်အချမ်းကဒီကော်နဲ့ဆက်ထားတဲ့အချမ်းပိုက်ကကြတော့ဒီကမျိုးဝက်မဒီအဆောင်တစ်ဆောင်မှာမျိုးဝက်မ100ရှိမယ်နော်မျိုးဝက်မ100ရှိမယ်မွေးကန်35ကန်ထားမယ်ဒီဘက်မှာနော်ဒီမှာဒီမှာလဲဒီထားပုံထားနီးထားတဲ့ပုံစံရှိတယ်system ရှိတယ်ဒီဘက်အချမ်းမှာကျွန်တော်တို့ကဒီဝက်သားပေါက်ဒါကဒီမွေးခမ်းပေါ့မွေးခမ်းကိုထားတယ်ဘာဖြစ်လို့ထားတာလဲဆိုတော့ရေအရင်ဆုံးစစီးမှာဒီဘက်အချမ်းကစလာမှာဒီကနေပြီးတော့မှရေကဒီမြောင်းတိုင်းကိုစီးသွားမယ်ဟိုးဘက်ထဲကိုစီးသွားမှာဖြစ်တဲ့အတွက်ဝက်ကြီးတွေဘက်ကိုစီးသွားမှာနော်ဒီအဆိုင်ကစအဲ့ဒါတွေပြီးတော့စတွက်ကြတယ်ဒီဘက်အငယ်ဘက်လိုင်းကဒီကနေချီးပါသေးပေါက်ဒီမြောင်းထဲကိုဝင်သွားပြီးတော့ဒီကနေပြီးတော့ဟိုးဘက်ထဲကိုအကြီးတွေဘက်ကိုဆင်းသွားပါအကြီးဘက်ကနေသေးတွေချီးတွေဒီအငယ်ဘက်ကိုပြန်စီးတော့ဒီသားပေါက်လိုင်းဘက်ကိုပြန်ဆင်းလို့မရဘူးသားပေါက်လိုင်းနဲ့ဒီဟာနဲ့ကိုကျွန်တော်တို့ကဒီမှာတွဲထားတယ်ဒီဘက်မှာကိုဝန်ဆောင်မယ်သားတင်မယ် AI ထိုးမယ်ဒီဘက်မှာကိုဝန်ဆောင်မယ်ပြီးရင်နီနာဒီဘက်အခန်းထဲကိုလာထည့်မယ်မွေးဖို့ရအတွက်နော်အဲ့မှာစင်မုံစင်နီးက frame ခွေပုံခွေနီးကကျွန်တော်ဒီမှာထိတ်မှာဟင်္ဂလန်တပြားပိတ်ထားတယ်နော်ဒီအမြင့်ကတော့ကိုလိုချင်တယ်လို့ယူပါနော်ဒါကတော့ကျွန်တော်က6လက်မပဲထားတယ်ဒီကောင်ကဒီအမြင့်ကတော့ကိုလိုချင်တယ်လို့ယူဒါတော့ဟိုတတ်မှတ်ချက်မရှိဘူးဒီထက်ပိုမြင့်ရင်လည်းမြင့်ကျွန်တော်မလိုအဲ့လိုမမြင့်တာနော်ဒီအမြင့်ကကြိုက်တဲ့လောက်ယူဒီမှာတစ်ပေါင်ရှိမယ်ဒီကောင်ကခလဲမှာကြောက်ပြားနှစ်ပြားလာဆက်မဲ့ကောင်နော်ကြောက်ပြားနှစ်ပြားလာဆက်မဲ့ကောင်ကိုကျွန်တော်ယူဖင်းကိုမှောက်ပြီးတော့ထည့်တာဗျာနော်ဒီမှာကြောက်ပြားနှစ်ပြားလာဒီကောင်ကကြောက်ပြားနှစ်ပြားလာစုံမဲနေရနော်ပြီးဒီကြားထဲမှာပေါင်တစ်ပေါင်ထည့်ပေးရမယ်ပေါ့နော်ဒီကြားထဲမှာတစ်ပေါင်ထည့်ပေးရမယ်ဒီဘက်နှစ်ခုကြားထဲမှာပေါင်တစ်ပေါင်ထည့်ပေးရမယ်နော်ပြီးမှနောက်ဆုံးကျမှကြောက်ပြားတွေပါတွေချပြီးတော့ကျမှကျွန်တော်ဒီကောင်ကိုကြောက်လောင်းပါနော်ဒီကောင်ကလမ်းပိုင်းပေါ့နော်လမ်းရှိမယ်ဒီကောင်ကအစာကျွေးမဲ့နေရပေါ့ဒီကောင်အစာကျွေးမဲ့ line ပေါ့နော်ဘယ်ညာအစာကျွေးသွားမယ်ပေါ့ဝက်ကဒီကဘယ်ညာဒီမှာနေပြီးတော့ကောင်းဒီဘက်ကိုလှည့်ထားမယ်နော်အစာကျွေးသွားမယ်အဲကြောင့်ဒီဟာကကြတော့ခုနပြောလို့ပဲကျွန်တော်တို့ကကျွန်တော်အများတန်းပြောသလိုပါပဲကျွန်တော်လောက်တာအဆင်ပြေကောင်းတယ်ဒါနီးစနစ်တကျဖြစ်နေတယ်တို့အဲ့လိုဟာကိုကျွန်တော်တို့ကပြောချင်တာမဟုတ်ဘူးအဓိက idea အပေါ်မှာမိမိကြိုက်နှစ်သက်တယ်လို့သွားလို့ရတယ် idea တစ်ခုကိုတွေ့ထားပြီဆိုလို့ရှိရင်ဒီတွေ့ထားတဲ့ဟာအပေါ်မှာကိုကြိုက်တယ်လို့အဆင်ပြေအောင်ပြန်ပြီးဖြတ်တန်းလို့ရတယ်ဒါကျွန်တော်ပြောချင်တာအဓိကအဲ့ဒါပါပဲเนาะအဲ့ဒါဆိုလို့ရှိရင်ခန်းထားပြီးပြီဒီမှာเนาะဒါကလမ်းဖြစ်သွားမယ်နော်ဟိုထုတ်တဲ့ဒါထွက်တဲ့လမ်းဖြစ်သွားမယ်နော်လမ်းဖြစ်သွားမယ်မလောင်းသေးဘူးဘာလို့လဲဆိုတော့ store စင်ဖို့နေရာတွေချရအောင်မလုပ်စရာတွေကြံပါသေးရဲ့နော်ဒီမှာမလောင်းသေးဘူးအဓိကကတော့ဒီဥစားပေါ့လုပ်ငန်းတစ်ခုကျွန်တော်တို့ကအဓိကကြိုပြီးတွက်တယ်ကြိုပြီး plan ဆိုရ plan ဆိုတာအဓိကကတော့ဘယ်ဟာပဲလုပ်ကျွန်တော်မှ plan လို့တယ်ဒီ plan မရှိဘူးဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်လဲ plan ကလည်းဟိုတယောက်နဲ့တယောက် idea ချင်းမတူညီနိုင်ဘူး plan ဆွဲတဲ့ပုံမှာ idea ပုံမှာမူတည်ပြီးတော့ plan တွေကကွာတယ်နော်လုပ်ပုံလုပ်နည်းချင်းကွာတယ်အဲ့ဒါသူ idea ကို idea တော့မတူနိုင်ဘူးပေါ့နော်ဟိုကောင်ကတော့ဒီကောင်ကတော့အနှွေးပေးပုံးနေနော်ဒါကျွန်တော်ယာယီအကျဉ်းဒီကောင်စင်ပြီးတော့ဒီအောက်ပြီးတော့ကျွန်တော်တို့ကြွပြီးတော့ဆင်ကြည့်ရတာပေါ့နော်
ဒီကောင်နေမှာဒီကောင်နေသုံးတဲ့အခါအများကြီးကောင်းတယ်ဒီကောင်နေအသားလဲထူတယ်နော်ဒီကောင်နေကအထူကြီးတွေနော်ဒီကောင်နေကမိုက်တယ်ဘာလို့လဲဆိုတော့ဒီကောင်ဘာကြောင့်မလို့ဒီကောင်သုံးလဲဆိုတော့ဈေးလဲကောင်းတယ်ဈေးလဲကတရုတ်ကတော့တရုတ်ပါပဲနော်ဒီကောင်ကိုဖြုတ်ပြီးတော့ကျွန်တော်တို့ကမလိုအပ်တဲ့အခါမှာဒီဘက်တစ်ဖက်ကိုဖြုတ်လို့ရတယ်ဖြုတ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဟော်လိုလေးနဲ့ဒီမှာလာပြီးတော့ထောက်ထားမယ်ထောက်လုပ်ထားပြီးလို့ရှိရင်ဒီနှစ်ရံတစ်ချမ်းကိုဖြုတ်ချပလိုက်လို့ရတယ်ဖြုတ်ချပြီးဖယ်ထားပြီးနေရာလဲပြန်ကျဲသွားမယ်နေရာလဲကြကြဝင်းဝင်းရပဲသူတို့အတွက်ပို့ပြီးတော့ဝက်ကလေးအတွက်လည်းအဆင်ပြေတာပေါ့နော်၄-5 ရက်10 ရက်သားထိတော့ဒီလိုလေးဥစားဖြစ်ထားမှာပေါ့နော်နောက်စင်ပြီးတဲ့အခါလဲကျွန်တော်ပြပေးပါမယ်အကုန်လုံးတစ်ချမ်းလုံးစီစင်ပြီးသွားရင်နော်တစ်ချမ်းလုံးအကုန်လုံးစင်ပြီးသွားလို့ရှိရင်ပြန်ပြပေးမယ်ကုန်ကြစရိတ်ကတော့တကူထင်တာထက်စားလို့ရှိရင်ပို့ပြီးတော့ဝင်သွားတယ်ဒီလိုစနစ်တကယ်လုံးလိုက်မယ်ဆိုရင်ဒီဟာအားလုံးဒီမျိုးဝမ်းမ100နဲ့ဒီအဲ့မျိုးဝမ်းမ100အတွက်လုံလောက်တဲ့မွေးခမ်းနဲ့ဆိုလို့ရှိရင်ဒီဘက်တစ်ချမ်းနဲ့တည်းမှာဟိုလောက်ကျသွားတယ်ခမန်းကြီး900နီးပါးသွားတာပေါ့နော်အဆောင်ကဒီ structure ဒီဟာတစ်ခုတည်းကအဆောင်ကြီးကဘာမှကုန်ကြစရိတ်တိတ်မရှိဘူးဒီအခွန်တွေကလေနော်အခွန်ကတိတ်မကုန်ဘူးဒီအောက်မှာလာမယ်ဒီမှာ insulation တွေက insulator တွေလာမယ်ဒီအပူခံပြားတွေပေါ့နော်အဲ့ကောင်တွေကဈေးများတယ်အဲ့ကောင်တစ်လိပ်ကို3ပေ4ပေ9ပေ4ပေပေ80 4ပေပေ80တစ်လိပ်ကို2သိန်းလောက်ရှိတယ်ဈေးတွေအဲ့မှာရှိတယ်ပြီးလို့ရှိရင်ဒီ store panel တွေအရွာတွေ fairing crate တွေအဲ့ကောင်တွေကဈေးများသွားမယ်ကွက်ကိုချိုးမယ်ဆိုလို့ရှိရင်တော့တက်တာတယ်ဒါတော့မှကြောက်ပြားတွေလည်းကွက်ကိုရိုက်ထားတာချိုးကွက်ကိုဈေးချိုးမယ်ဆိုရင်တော့ဈေးတက်တာမယ်ပေါ့နော်ဈေးတက်တာလည်းအရန်နင်းတော့မဟာပါဘူးဗျတန်ကောင်း quality ကောင်းသုံးရင်ကောင်းသုံးသလိုပေါ့ကွက်ကိုချိုးမယ်တန် quality ကိုနည်းနည်း short ထားမယ်ဆိုလို့ရှိရင်တော့ဈေးတက်တာသွားမယ်ဗျနော်အဲ့တော့တန်ရဲ့ quality ကို short မှရမယ်တန်ရဲ့ quality ကိုမ short ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတက်တာဖို့မရှိပါဘူးအဲ့လောက်ကြီးမတက်တာပါဘူးနော်အဲ့ကြတော့ဒီ frame ခွေပုံခွေနီးရရှေ့ရဟင်္ဂလန်ကြောက်ပြားမခင်းခြင်းကမှာအနှိမ့်ဆုံးတော့တန်းသည်ကျွန်တော်တို့ကတောက်ဆုံးလမ်းနဲ့ပေါင်းမယ်ဆိုလို့ရှိရင်ဟိုခုံကလမ်းပေါ့နော်ဒီခုံကလမ်းဖြစ်မယ်နော်လမ်းရှိမယ်အဲ့မှာဘောင်တစ်ပါကြောက်ကျွေးအဲ့မှာတက်တန်းတင်မယ်ပြီးဒီဟင်္ဂလန်ဒီဟာနဲ့ဟိုနဲ့ကြားထဲမှာဒီနားလေးမှာဟင်္ဂလန်တက်တန်းရှိမယ်ဒီမှာဟင်္ဂလန်မှောက်ထားပြီးတက်တန်းလာမယ်အဲ့ကြောင့်1 2 3နော်4အဲ့နဲ့ဆိုဟင်္ဂလန်တန်းကြီးပဲ4တန်း3ပေးရတယ်အနောက်ကတန်းနဲ့ဆို5တန်းပေါ့နော်ကြောက်ပြားကိုဒီမှာခါဖြတ်ထန်းလဲပါသွားတဲ့သဘောပေါ့နော်ပါသွားပို့လဲတောင့်သွားတာပေါ့နော်စိတ်ချရတာပေါ့တောင့်သွားတာပေါ့ဒီခါဖြတ်တန်းမပါလို့ရောမရဘူးလားဒီခါဖြတ်တန်းကပါတာပို့အဆင်ပြေရဲ့ဒီအောက်မှာတန်းတန်းရှိရယ်နော်ဒီအဆက်နှစ်ခုဒီမှာလာစုံတဲ့နေရာမှာတန်းတန်းရှိမယ်ပြီးဒီကြားထဲမှာဒီမှာတန်းရှိမယ်ပြီးဒီမှာတန်းရှိမယ်ဒီအောက်ထဲမှာဒီမှာရှိမြောင်းနော်ဒီဘက်မှာ6လမ်းโอเคအဲ့လိုအဲ့ကြောင့်အဓိက10កောင်လောက်ဆင်မဲ့လူဆိုလို့ရှိရင်10កောင်လောက်ဆင်မဲ့လူဆိုဘယ်လောက်သုံးလို့ရဆိုကြောက်ပြားကကျွန်တော်ဒီပုံစံအတိုင်းပါလို့ခင်တာဆိုကြောက်ပြားတစ်ချက်ဒီတကောင်စာကျွန်တော်မသွားဘူးကျွန်တော်လိုချင်တဲ့ဖေးအတိုင်းကိုခွဲမှာကြောက်ပြားတစ်ချက်ကတကောင်စာရဲ့လို့မဟုတ်ဘူးเนาะဒီကောင် flat ဖြစ်အောင်အားလုံးကိုတပြိုင်တည်းခင်းလိုက်တယ်ဒါ10កောင်စာဆိုလို့ရှိရင်10កောင်စာအတွက်ဖြတ်ယူမဲ့လူဆိုလဲကို10កောင်စာဆိုရင်ဘယ်လောက်နဲ့ဆိုကိုက2ပေချန်သွားမလား2ပေ2လက်မှသွားမလား2ပေ4လက်မှသွားမလားဒါကိုတွက်ပေါ့เนาะတွက်ပြီးတော့တစ်ချမ်းလောက်ပေါ့ဒါတော့โอเคဒီရောစာလေးကိုပြချင်တာကျွန်တော်ပြပေးချင်တာပေါ့နော်ပြီးတဆောင်ကဒါဒီပုံစံတိုင်းရှိရနောက်ကြလို့ရှိရင်အတတိုးထားဖို့ရအတွက်ဒီအတတိုးဆိုတာဒီလိုမဟုတ်ဘူးเนาะဒီသားခွဲပြီးွားတဲ့ဟာတွေဒီစပေါ့ဒီ nazim piglet တွေထားတဲ့အခါကျလို့ရှိရင်ဘယ်နာလေးမှထားလဲပါနော် nursery အတွက်ကတခန်းတဟိုးပဲထိတ်ဆုံးမှာကျွန်တော်ထားတာเนาะလေရအဲ့ဘက်မှာလာတယ်ဟိုတဆောင်ကတော့အခုဒီလိုပဲဆက်သွားမယ်ဒုတိယခလေရတဆောင်ကနော်ပြီးဟိုဘက်မှာဒီလိုမျိုးနောက်ထပ်2ဆောင်ထပ်သွားဟိုဘက်တက်မှာ2ဆောင်ထပ်လာမယ်ဒါပလန်ဆွဲထားတာပေါ့နော်အဲ့လိုโอเคအဲ့ကြောင့်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီလောက်ပါပဲနော်အဓိကဒီဟာလေးခင်းဒီသွားပုံသွားနီးလေးကိုဥစားပြပေးတာပါနော်ဒီမှာတစ်ချက်စီတကောင်ဘလို့သွားထားလဲဒီဘက်ရောက်တော့မွေးခမ်းပေါ့
ဒီဘက်ကတော့မွေကန်နော်အဲကြောင့်ကြောက်ပြားကြီးတွေမချရသေးဘူးမွေကန်နော်โอเคအဲ့ဆိုအားလုံးတာပါပဲဗျာနော်